630မှတ်ပွားနော်ဘဲပုံးဖြစ်တဲ့အတွက်ဒီဘက်အတွင်းချမ်းကိုအရင်ချိုးမှာဒီလောက်တက်တက်လေးမနေမှာနဲ့ဒီတပြားနေမှာပြန်နေရမလားပြန်နေရမလားပြန်နေဒီလိုမျိုးကြီးကမလှဘူးဒီတပြားနေမှာနှာခေါင်းကိုကတ်မနေမှာနဲ့မှာနော်ဒီမှာဒီခါမရောက်ရှင်ဒီလောက်ကိုပြန်ချိုးမယ်ဒီလောက်စဖြစ်သွားပြီလို့ဆိုတော့3စဖြစ်သွားပြီဒီမှာ3စဟုတ်ပြီနော်ဒီဘက်ရောက်တော့ဒီမှာ2စဟုတ်ပြီနော်2စဒီလားဒီကြာဆုံးတဲ့နေရာမှာမှတ်မယ်အဲ့တိုင်းမှတ်ပြီးရင်လှုပ်မပြရသေးဘူးကိုင်းထားပြီးရင်ဒီမှာပြန်နေပြန်လာပြန်ပူပြီးရင်ဒီမှာ2စလည်းမရှိတော့ဘူးတစ်စ3စမရှိတော့ဘူး2စပဲရှိတော့တော့ချက်ဟုတ်ပြီနော်ခါမဲ့ခါမဲ့ပြီးတော့နလမချမ်းပြီးတော့မှတ်โอเคအထက်ကဓမ္မတက်မယ်အဲ့ဒါဓမ္မတက်ဘယ်ပုံးဖြစ်တဲ့အတွက်အထက်တွေကဒီလိုသွားမယ်ဒီဘက်ကိုလှည့်နော်ဒီဆိုမာဂျိတ်တွေနော်ဒီမှာဂျိတ်နော်ဒါဂျိတ်နော်ဒီမှာဂျိတ်နော်အစောမှာဒါဂျိတ်နော်ဒါဂျိတ်တစ်ခါလေးတက်ဂျိတ်တစ်ခါလေးတက်